ဆုံးကြဆန်ကိုရေစိမ်ပေးထားပါမယ်ရှင်ဟင်းသီးဟင်းရွက်တက်ကမုံလာဦးနီရေကော်ပီတုပ်ရေပန်းပွင့်ရေမုံညင်းလေးကိုအသုံးပြုထားပါတယ်ရှင်ကြက်သွန်နီကိုလေးစိတ်တို့ကြက်သွန်မျိုးတပြားရိုက်ချင်းလေးကိုလည်းပပလိထားပေးပါတယ်ရှင်ကြက်ပြုတ်ရေကိုအသုံးပြုထားပါတယ်ကြက်ပြုတ်မရှင်ရင်တို့အသုံးပြုလို့ရပါတယ်ရှင်ကြက်ဥသုံးလုံးကိုလည်းနာနာလေးခလောက်ထားပေးပါမယ်ရှင်ကျမအဓိကအနေနဲ့3မျိုးဆက်လေးလည်းလုပ်ထားပဲအဲ့3မျိုးဆက်လုံးလေးကိုနောက်ဗီဒီယိုတွေမှာအသေးစိတ်တင်ပြပေးသွားပါမယ်ရှင်ဦးလာပြီဆိုရင်ကျုပ်ခောက်ထားတာလေးကိုကြော်ပြီးဆဲထားပြီးမှဆဲထားပြီးကကြီးလေးနဲ့ကြိုက်ထားပြီးပါမယ်နောက်ကျတော့အဲ့စီလေးမှာစားလေးပေါက်ထည့်ချင်းလေးထည့်ကျက်သွန်ပြူလေးထည့်အနံလေးမွေးလာပြီးဆိုကျက်သွန်ဒီလေးစိတ်ထိုးထားတာလေးထည့်ကျက်သွန်ဒီလေးဤလာပြီးဆိုရင်အသီးနှံလေးတွေတစ်ခုချင်းခုလိုပုံမှန်ပြထားတဲ့အတိုင်းထည့်ထားပေးပါမယ်ရှင်ပြီးတော့3မျိုးဆက်လေးထည့်အရသာပဲဟင်းချိုမုံလေးထည့်ခရုစီလေးလည်းထည့်ထားပေးပါမယ်ရှင်ပြီးတော့ကြာစံလေးထည့်ကြာစံလေးဤစီရန်ကြက်ပြုတ်လေးထည့်ပေးထားပါမယ်ရှင်ကြက်ပြုတ်မရှိရင်ညိုလေးထည့်ထားပေးလို့ရပါတယ်ရှင်ကြာစံလေးလည်းဤလာပြီးဆိုရင်ခြားကန်ဒီမှာကျဲဥကြော်လေးထည့်မြေကောင်းလေးအုပ်လိုက်မယ်ဆိုရင်ပြင်စားချစ်စပွဲကြာစံကြော်လေးရရှိပါပြီရှင်ဒီမှာစားတကြဟင်းချုံမုံထဲကလာမစားတရုတ်မဆလာမြေကောင်းလေးထည့်ပြီးတော့ကြက်ပြုတ်ရှင်ကြက်ပြုတ်ထည့်ကြက်မြုံရှင်ရင်းနှီးလေးထည့်ပြီးသွားဆုံးနောက်ပိတ်ဆုံးမှာရှောက်ကောက်ပောက်ကောစီချက်လေးအုပ်လိုက်မယ်ဆိုရင်ပြင်ပန်းစီခောက်ဆွဲဆိုင်ရလို့ဟင်းလေးတစ်ခွက်ရရှိပါပြီရှင်အတွက်ကြက်သွန်လေးကိုစားတကြအရာတာမုံထဲခရမ်းညင်လေးစော်လေးဒီထည့်လိုက်မယ်ဆိုရင်ပြင်ကြက်သွန်ကြော်နဲ့တွဲစားဖို့ကြက်သွန်ကျင်လေးရရှိပါပြီရှင်ကြာဆန်ကြော်လေးရေကျက်သွန်ချင်းလေးရေပန်းသီးခောက်ဆွဲဆိုင်ရလိုမျိုးဟင်းရည်လေးရေဆွန်းလေးရေဆွန်းချိုင်ပို့ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီရှင်